Okay အဲကြောင့်စာမတင်ခဲ့အဖြစ်ပြခဲ့တခုပြောရမလို့ဒီနေ့ဖြစ်သွားတယ်နော်ဘာလို့ဆိုတော့အလိုတူရှင်းပါနော်ဖုံးပြောနေရကွာဖုံးပြောနေရနော်ဖုံးပြောနေရဆိုတာလည်းတမျိုးမဖြစ်နေအောင်ဖုံးပြောနေရပဲနော်အဲ့ဒီမှာလမ်းလျှောက်ရင်ဖုံးပြောနေရခါကျတော့အကောင်ကဘယ်လိုဖြစ်အောင်ဆိုလက်ကရမ်းနေရနော်လက်ကရမ်းနေအောင်ဒီလိုမျိုးရမ်းနေတာကွာဒီလိုမျိုးလက်ကအဲ့ဒါကိုအကောင်ကနေပြီးတော့လက်ကြားထဲဝင်လာတော့ကြောက်အဲ့ဒါကိုစုံမိသလိုဖြစ်သွားတာနော်သူကနေဝင်လာတာအဲ့ကြောင့်စုံမိသလိုဖြစ်သွားတော့ရှင်ကောင်မဟုတ်ဘူးနက်ကြီးကောင်လို့ထိုးတဲ့ကောင်ပေါ့နော်အဲ့ကြတော့ဘာဖြစ်သွားအောင်ဆိုရင်လက်တန်းလေးကိုထိုးမိသွားတာနော်အဲ့ကြောင့်တိုက်တဲ့စံနိုင်ပဲကွာနော်ဖြစ်တော့ဖြစ်ခဲ့ဖြစ်ပြအဲ့ကြတော့ပြောချင်တာကအဲ့လိုမျိုးနော်အကောင်ကနေပြီးတော့လမ်းလျှောက်ရင်တော့လက်ထဲကိုဝင်ပြီးတော့ထိုးနိုင်တဲ့အထိနော်တိုက်ဆိုင်ပေမဲ့အခုကြည့်နေတဲ့ခမရနဲ့နော်ဒီမနဲ့တော့တိုက်ဆိုင်ခဲ့ဦးမလားအဲ့ဆိုတော့ခမရကြေခွဲလို့ရပြီနော်ကလေးကိုကြေခွဲလို့ရပြီဒါပေမဲ့ကြေခွဲလို့ရတယ်ဘာဖြစ်လို့မရဘူးတော့တဲခွဲလို့ရတယ်အင်္ဂလိပ်စာလေ့လာရက်လို့မရဘူးအဲ့ဆိုအခုအဲ့ဒီလေ့လာလိုက်မရက်ရှင်ဒါလေးကိုလေ့လာသွားโอเคအဲ့ဒါလေးပဲပြောချင်တာပါကဲအဲ့ဆိုရင် day 4ရောက်လာပြီ advanced word ဘလောက်ရှိတော့ advanced ထုံးပြီးတော့သူ့တဲ့ဘိုးရီတောင်မရှိတော့ပါဘူး C2 level ရှိပါတယ်အခက်ကြီးမဟုတ်ပါဘူးကြည့်လိုက်တော့လေလွယ်လွယ်လေးပါပဲเนาะအဲ့ကြတော့ကြည့်မယ် renowned definition ကိုကြည့်လိုက်ရင်ဒီက famous and respectedကြော်ကြားတယ်လေးစားရတယ်เนาะကြော်ကြားပြီးလေးစားရတယ်เนาะโอเคအဲ့ကြတော့မကြော်ကြားပဲเนาะအစဲခံနေရလူတွေရှိတယ်โอเคဆိုကျွန်တော်လိုမျိုးပေါ့เนาะမြင်မကြည့်တဲ့လူတွေเนาะโอเคအိမ်မှာပြောတာเนาะအိမ်မှာဆိုကျွန်တော်ပြောတဲ့အတိုင်းเนาะအစဲခံနေရလို့เนาะအမေကြီးရဲ့เนาะအဲ့ကြောင့် famous and respected เนาะကြော်ကြားပြီးလေးစားတော့ synonym အဲ့ဆို well known လူတွေများတယ် famous ကြော်ကြားတယ်เนาะโอเค C2 level common collocation တွဲတဲ့စလုံးလေးနဲ့မှတ်ထားအောင်နော်သူနဲ့တွဲသွားတဲ့စလုံးလေးနော်သူမနဲ့တွဲသွားတော့တခြားတစ်ယောက်နဲ့ပေါ့နော်အခုကတော့ renowned နဲ့တွဲသွားတော့ renowned expert renowned for expert ကျွမ်းကျင်တဲ့လူဘာအတွက်ကျွမ်းကျင်တယ် okay example နဲ့အကြောင်းပေးထားတယ်နော်အဆုံးလိုက်ကလေးအဲဆိုရင် he is a renowned expert in the domain of biology အဲဆိုရင်ကြော်ကြလေးစားတဲ့လူ in the domain domain ဆိုတာဘာလဲဆိုရင် field area biology နယ်ပယ်မှာဆိုလို့ရှိရင်ကြော်ကြားတဲ့ပညာရှင်เนาะကြော်ကြားတဲ့ကျွမ်းကျင်သူiPhone is renowned ကြော်ကြားတယ် for its security ဘာအတွက်တော့သူ့ရဲ့လုံခြုံရေးเนาะလုံခြုံရေး okay security เนาะ iPhone Android တွေဘယ်လောက်ကောင်းကောင်းsecurity မှာ iPhone ကမမီဘူးเนาะ okay ကျွန်တော်လည်း Android သုံးတာပဲသုံးနိုင်လို့ပါ iPhone okay my phone ရှိပါတယ်အဲဆိုရင်ပြန်ကြည့်မယ် renowned C2 level famous and respected synonym well known famous common collocation renowned expert renowned for ညများလေးဖတ်ပေးနားထောင်ပေးလို့ကျွန်တော်ပြီးအောင်လဲနော်ပြီးအောင်လဲနားထောင်တော့ he is a renowned expert in the field of biology in the domains of biology in the areas of biology စကားလုံးလေးသုံးသွားတာလှလေးဒီနော်ဒီမှာလိုပဲအကွက်ရွှေ့သွားလှတယ်နော် iPhone is renowned for its security okay အခုလိုမျိုးဒါကတော့နေ့စဉ်တစ်နေ့တစ်လုံးသင်ပေးမယ် vocabulary advanced level what ကိုသင်ပေးနေရ vocabulary class လေးရှိပါတယ်အလုံးရင်300ကိုမှတစ်လုံး100နှုန်းနဲ့မြန်မာငွေ3000ကျပ်နေပါပြီးကြတော့ခု essay writing class လေးလည်းဖွင့်ထားပါပြီเนาะအဲကြောင့် essay writing class ကို join ရင်ဒီ vocabulary class တွေကဘာဖြစ်မအောင်ဆိုလို့ရှိရင်လက်ဆောင်နေနဲ့ပေးပါမယ်เนาะလက်ဆောင်မေတ္တာလက်ဆောင်ဘယ်သူမှလက်ဆောင်နေ surprise တွေမရဘူးသေးတဲ့လူဆရာစီလာယူပါโอเคเนาะအဲ့ဒါလေးပြောချင်ပါကျေးဇူးအများကြီးတင်ပါတယ်